မင်္ဂလာပါခင်ဗျကျွန်တော်အခုရိုက်ပြမှာ guide ရ pitch မှာကျွန်တော်သုံးမှာက50 degree 50 degree wash သုံးပါမယ်ဆိုတော့ဒီ pitch မှာကအရေးကြီးတာကဘာလဲဆိုတဲ့အခါကျတော့တစ်ချက် guide သိဖို့ရယ်နှစ်ချက်ဒုတ်ရွေးမှန်ဖို့ရယ်ကိုဘယ်တော့ရောက်လဲရွေးရမှန်ဖို့ရယ်ကိုဘယ်တော့သုံးခြင်းလဲရွေးရမှန်ဖို့ရယ်နံပါတ်3ချက် stance ရဲ့အနေထားမှာကိုကဘယ်လောက်ထားမှာလဲဘယ်အကွာဝေးထားမှာလဲအနီးဝေးဘယ်လောက်ထားဘောလုံးနဲ့လူနဲ့အနီးဝေးဘယ်လောက်ထားမှာလဲအဲ့ဒါအကုန် check လုပ်ရမယ် check လုပ်ပြီးမှကျွန်တော်တို့ကဒီ pitch ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ take away back swing ကိုဘယ်လောက်ဆွဲမလဲအဲ့ဒါအရေးကြီးတယ်ဆိုတော့ before setup မှာကကျွန်တော်တို့ကဒီအနီးဝေးရဲ့ ball position ရဲ့ဒီ stance ကိုအမိချိန်ရမယ်ချိန်တဲ့အခါမှာကျွန်တော်ပြောသလိုပဲ face the target ပါ club face ကကိုသွားခြင်းတဲ့ direction ကိုမြင်အောင်ယူပါမြင်အောင်ယူပြီးရင်ဘောလုံးကို place လုပ်ပါ place လုပ်ရင်လည်းကျွန်တော်တို့က stance ကိုကျွန်တော်တို့ကဘယ်လိုထားမလဲ setup ကကျွန်တော်ကဒီညာအတွင်းခြေဆောင်နဲ့ဖက်နဲ့ဆောင်နဲ့ချိန်ပါတယ်ချိန်ပြီးကျွန်တော် alignment ယူပြီး club face line ရပြီဆိုလို့ရှိရင်ကျွန်တော်ကဘောလုံးကို place လုပ်ပြီး stance ကို place လုပ်ပြီးဘောလုံးကိုနေရာမှန်ချအောင် stance ကို place လုပ်ပြီး okay လုပ်ပြီးဆိုတာနဲ့ကျွန်တော်ဘယ်လောက်ဆွဲမလဲဆိုရင်ကျွန်တော်3 quarter ပဲဆွဲမယ်3 quarter ဆိုတာကျွန်တော်တို့ဒီ take away တက်သွားရင်ကိုယ့်ရဲ့ knee wrap ပေါ့ဒီ knee wrap နေရာကအဲ့ဒါကျွန်တော်3 quarter မှတ်ပါတယ်ထူးခြားချက်အနေနဲ့က release ကို over release မလုပ်ပါဘူးကျွန်တော်တို့ဆန့်ထုတ်ပါမယ် over release မလုပ်ဆန့်ထုတ်ပါမယ်အရန်လှည့်တာများရင်ချိတ်ပါမယ်ဆိုတော့ဒီမှာ timing tempo မှာက lazy 1 lazy 2ပါပဲ3အထိမသုံးဘူးကျွန်တော်တို့ဘာကြောင့်လဲ pitch ဖြစ်တဲ့အတွက်1 2ပဲသုံးပါမယ်3 quarter လည်းဖြစ်တာကို1 2ကျေးဇူးတင်ပါတယ်ခင်ဗျ